မိမိကလေးပညာရေးဘက်ကိုအကောင်းဆုံးဖြစ်စေချင်တာကတော့မိဘတိုင်းမှာရှိတဲ့စိတ်ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုရင်မိမိကလေးရဲ့အနာဂတ်ပညာရေးဘက်ကိုကြိုတင်ပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်။ကျွန်တော်တို့ Universal Life ကတော့ it's not for you it's for your kids ဆိုတဲ့အတိုင်းပဲကလေးတွေရဲ့အနာဂတ်ပညာရေးဘက်ကိုမိဘတွေအနေနဲ့စိတ်အေးချမ်းသာမှုရှိအောင်ကြိုတင်ပြင်ဆင်ထားလို့ရတဲ့ product တွေစားလို့ဖြစ်ပါတယ်။ကျွန်တော်တို့ KPI Universal Life နဲ့အတူကိုယ့်ကလေးရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ရည်မှန်းထားတဲ့ target တစ်ခုကိုသတ်မှတ်ပြီးတော့6သိန်းကနေပြီးတော့3,000အထိကိုကျွန်တော် allocate လုပ်ထားလို့ရပါတယ်။မိဘတွေကကိုယ့်ရဲ့သားသမီးပေါ်မှာထားတဲ့ပညာရေးနဲ့ပတ်သက်ပြီးရည်မှန်းချက်ပမာဏတွေကတယောက်နဲ့တယောက်မတူညီနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ KPI Life Insurance မှာလာရောက်ပြီးတော့ဆွေးနွေးလို့ရပါတယ်။ဒါဆိုရင်ကျွန်တော် Universal Life ကကိုယ်တိုင်ရှိနေတဲ့အချိန်မှာပဲဖြစ်စေကိုမျောလင်းတဲ့အခြေအနေတစ်ခုခုကြောင့်ကိုမရှိတော့တဲ့အချိန်မှာပဲဖြစ်စေပေါ့နော်ကလေးတွေရဲ့အနာဂတ်ပညာရေးအတွက်ကိုစိတ်အေးချမ်းသာတာနဲ့ကြိုတင်ပြီးတော့အကာအကွယ်ယူရလို့ရတဲ့ product ပဲဖြစ်ပါတယ်မိဘတယောက်နဲ့တယောက်ကကိုယ့်သားသမီးရဲ့ပညာရေးပေါ်မှာရည်မှန်းထားတဲ့ပမာဏတွေမတူညီရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ KPI Life Insurance မှာလာရောက်ပြီးတော့ဆွေးနွေးလို့ရပါတယ်ကျွန်တော်တို့ Universal Life ကကိုယ်တိုင်ရှိနေတဲ့အချိန်မှာပဲဖြစ်စေမမျှော်လင့်တဲ့အရာတစ်ခုကြောင့်ကိုယ့်ရဲ့သားသမီးတွေရဲ့အနာဂတ်ပညာရေးအတွက်ကို financial ပိုင်းမှာ succession plan တစ်ခုအနေနဲ့ကြိုတင်ပြီးတော့ပြင်ဆင်ထားလို့ရတာပဲဖြစ်ပါတယ်။ဒါဆိုရင်မိမိရဲ့ကလေးရဲ့အနာဂတ်ပညာရေးအတွက်ကိုဘယ်လိုစီစဉ်ထားလို့ရပြီလဲဆိုတာကိုအားလုံးသိသွားပြီလို့ယုံကြည်ပါတယ်။နောက်ထပ်ပုံမှန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ထပ်မံပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ It's not for you, it's for your kids. တင်အတွက်မဟုတ်တင်ရင်တွေအတွက် KBZ Universal Live